မင်္ဂလာပါဗျာကျွန်တော်တို့မြန်မာလူငယ်တော်တော်များများကြုံဘူးကြပါလိမ့်မယ်တငယ်ချင်းတွေစုမိလို့ဓာတ်ပုံရရင်ကိုကပဲအမြဲတမ်းရှေ့သုံးကနေစောင့်ကြောင်ထိုင်ပေးရတာမျိုးဒါမှမဟုတ်ဘတ်စကားပေါ်မှာတန်းကိုလှမ်းကင်ဖို့အနိုင်ကြိုးစားခဲ့ရတာမျိုးပေါ့အသက်18ကျော်ရင်အရင်မရှိတော့ဘူးဆိုတဲ့စကားကြီးကလည်းကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုအမြဲတမ်းရိုက်ချိုးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ခက်ဆန်းဆန်းသူတွေတနာတစ်ခုနဲ့ကိုတွေ့အောင်မြင်ခဲ့တဲ့လူငယ်တစ်ယောက်ရဲ့ရှုဝတ်ချက်ကိုပြောပြခြင်းပါတယ်အသက်18ကျော်လူပြိုပေါ်အပြိုပေါ်ဝင်ပြီးတာတော့မှအရက်ကိုသိသသာပြန်ရှည်လာအောင်ရိုးရင်းချေစီအထိတွန်းအားပေးလို့ရမယ်တဘာဝနီလန်းတွေရှိနေတယ်ဆိုရင်မိတ်ဆွေယုံမလားဟုတ်ပါပြီကျွန်တော်တို့အတူတူပဲစာမျက်နှာသစ်တစ်ခုကိုလှမ်းလို့ကြည့်လိုက်ကြရအောင်ပထမဆုံးအချက်ကတော့ခုံချင်းနဲ့စံတန်းချင်းရဲ့အစွမ်းပါပဲကျွန်တော်တို့ငယ်ငယ်ကလူကြီးတွေပြောလို့ရှိတယ်မဟုတ်လားချင်းခိုင်ရင်အရက်ရှိတယ်ဗော်လီဘောရရင်အရက်ရှိတယ်ဆိုတာဒါတွေကတကယ်တော့မှန်ပါလိမ့်ဘတ်စကတ်ဘောဒါမှမဟုတ်ဗော်လီဘောလိုအားကစားမျိုးတွေဟာခန္ဓာကိုယ်ကိုအမြဲတမ်းခုန်ပြန်စေပြီးတော့အယိုးအစစ်တွေကိုစံတန်းပေးပါတယ်တပတ်ကို3ရက်လောက်မိနစ်30ကနေတနာရီလောက်အချိန်ပေးုံနဲ့တင်သိတာတယ်ပြောင်းလဲမှုကိုမြင်ရပါလိမ့်မယ်နောက်ပြီးတော့အာဖရိကကမာဆိုင်မျိုးနွယ်စုတွေကိုသိကြမှာပါသူတို့ဟာအရက်အရမ်းရှည်ပြီးတော့အမြင့်ကြီးခုန်နိုင်ကြတယ်သူတို့ရဲ့ခုန်နည်းဟာခြေသလုံးရိုးထဲမှာမမြင်နိုင်တဲ့အနုမျိုးအကြောင်းလေးတွေဖြစ်စေပြီးတော့အဲ့ဒီအကြောင်းလေးတွေပြန်လဲကျန်းမာလာတဲ့အခါအယိုးကိုပိုရှည်ပြီးတော့ပိုတမ်းမာလာစေတာပါတနေ့ကိုအချိန်100စီ10ကြော့တစ်ဖက်ကို9ရက်လောက်ခုန်ပေးုံနဲ့တင်မိတ်ဆွေရဲ့ခြေသလုံးရိုးတွေဖွံ့ဖြိုးလာပါလိမ့်မယ်ခန္ဓာကိုယ်အနေထားနဲ့အကျိုးဆန်ခြင်းဒုတိယပိုင်းကတော့အိတ်နေတဲ့အရက်ကိုပြန်နှိုးတာပါပဲကျွန်တော်တို့မြန်မာလူမျိုးတော်များကဖုန်းကြည့်တာကွန်ပျူတာသုံးတာများတော့ကိုကွကွဖြစ်နေတတ်ကြပါလိမ့်ဒါကိုအောက်ကဆွဲအထက်ကပဲ့နဲ့နီးလန်းတွေနဲ့ပြုပြင်လို့ရပါလိမ့်ဘာခုချင်းလန်ဒန်တစ်ခုမှတစ်ခါဆွဲရင်စက္ကန့်30ခန့်2ကြော့လောက်ခွဲပေးပါဒါဟာကြောရုပ်စစ်တွေကိုပွင့်စေပြီးတော့ပုံကွယ်နေတဲ့အရက်2လက်မှ3လက်မှကိုချက်ချင်းပြန်ဖော်ပေးနိုင်ပါလိမ့်ကောင်းကင်ကိုလှမ်းကင်ဆုပ်ခြင်းမမတ်ရက်လက်နှစ်ဖက်ကိုအပေါ်ဆုံးအထိစံတန်းပြီးတော့ကောင်းကင်ကိုလှမ်းထိဖို့ကြိုးစားပါတနေ့ကို15ချိန်3ကြောလောက်စော်ပြီးမယ်ဆိုရင်အဆင်ပြေနိုင်ပါလိမ့်ယောဂကျင့်စဉ်များခြေပြားလှမ်းထိတာမွေဟောက်ကွက်နဲ့ခွေးကွက်လိုအကျောဆန်နည်းတွေဟာကြောရုံနဲ့ပေါင်တော်ကျိုးတွေကိုစန့်ထွက်စေပြီးတော့ခန္ဓာကိုယ်ကိုဖြောင်းဆင်းသွေးလျာသွားစေပါလိမ့်ကျိုးခုံနာကလည်းအကောင်းဆုံးသွေးကိုလေ့ကျင့်ခံပါပြီတက်စာနဲ့အိတ်ဆက်အနာယူခြင်းတကယ်ချင်းတယောက်အနေနဲ့သတိပေးပေးရစီအပင်တပင်ကြီးထွားဖို့ရေလောင်းရုံနဲ့မရပါဘူးဒီဥစ္စာကောင်းမှုကလည်းလိုပါသေးတယ်ဘလောက်ပဲလေ့ကျင့်ခန်းလုပ်လို့စားသောက်မှုပုံစံမမှန်ရင်အလကားပါပဲပရိုတင်းကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီကျွဲဝတဲ့အစားအစာတွေဥပမာနွားတို့ကြက်ဥငါးကလေးတွေအစိမ်းရောင်ဟင်းသီးဟင်းရွက်ကိုဂရုစိုက်ပြီးတော့စားပေးပါနောက်ပြီးတော့အလေးပင်အလွန်ကြုံမာတာမျိုးကိုရှောင်ပါအရက်ရှိသေးတဲ့ဂရိုဟော်မုန်းတွေဟာသင်အိပ်ပျော်နေတဲ့အချိန်မှာပဲထွက်တာဖြစ်လို့တစ်နေ့ကိုအနည်းဆုံး9နာရီပြည့်အောင်တော့အိပ်ဆက်အနာယူဖို့လိုအပ်ပါတယ်တကယ်လို့မိတ်ဆွေကအလုံးများလို့ဒါတွေအကုန်လုံးမလုပ်နိုင်ဘူးဆိုရင်တော့အလွယ်တကူဆုံးနည်းလမ်းဖြစ်တဲ့ဘတ်စကတ်ဘောသို့မဟုတ်ဗော်လီဘောကစားတာနဲ့အာဟာရပြည့်ဝအောင်စားတာဒီနှစ်ခုကိုပဲမပြတ်မကွက်လုပ်ကြည့်ပါဆရာကြီးမင်းသိခါပြောဖို့တလို့ပေါ့ယုံကြည်ချက်ရှိရင်ဘာမှမဆိုဖြစ်နိုင်တယ်တဲ့အသက်18ကျော်သွားလို့ကိုအရှုံးမပေးလိုက်ပါနဲ့အခုကစပြီးတော့မိတ်ဆွေရဲ့ခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲကြည့်လိုက်ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့စိတ်ခွန်အားတစ်ခုရခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကိုလေး subscribe လုပ်ထားဖို့မမေ့ပါနဲ့အဆုံးကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကိုယ်စိတ်နှလုံးကျန်းမာပြီးတော့လိုချင်တဲ့အရေးအမောင်းကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ